မင်္ဂလာပါရှင်ကျမတို့ရဲ့ Let's Talk the New Channel ကနေကြိုဆိုပါရရှင်ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့မပါဝင်ပြန်တဲ့စစ်ကောင်စီလွတ်ငြိမ်အာဏာသိမ်းစစ်ကောင်စီက၄နှစ်ဆက်တိုက်နှစ်ဆန်းတရက်နေ့မှာအကျဉ်းသားအကျဉ်းသူတွေကိုလွတ်ငြိမ်ချမ်းသာခွင့်ပေးလိုက်ပြန်ပါတယ်ဒီနှစ်မှာတော့အကျဉ်းသားအကျဉ်းသူ4893ဦးလွတ်တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်အရသိရပါတယ်ထို့အထဲနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့မပါပြန်ပါဘူးအလားတူနိုင်ငံရေးအကျဉ်းသားတွေလည်းပါဝင်မှုနည်းပါသလိုတချို့အကျဉ်းထောင်တွေမှာလုံးဝမပါဝင်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNN ကဒီကနေ့ဧပြီ18ရက်မနက်ပိုင်းကနဦးသတင်းထုတ်ပြန်ချက်မှာပြောထားပါတယ်။ဒါအပြင်အကျဉ်းထောင်တီမှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့သမ္မတကြီးဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအားလုံးရှင်းရှက်မရှိပြန်လွတ်ပေးဖို့ကိုလည်း PPNN ကလေးလေးနက်နက်တိုက်တွန်းတောင်းဆိုထားပါသေးတယ်။အဲ့ဒီလိုပဲနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတတို့မှာစစ်ကောင်စီရဲ့လွတ်ပေးတဲ့အထက်မပါဝင်သလိုတစ်တန်ရှော့ပေါ့ပေးတဲ့အထက်လည်းမပါဝင်လာပါဘူး။စစ်ကောင်စီကထောင်ဒဏ်ချထားခံရသူတွေအနေနဲ့ကြာခံရဖို့ကြံရှိနေတဲ့ပြည်တံထဲက6ပုံတပုံကိုရှော့ပေါ့ပေးတယ်လို့ဆိုထားတာပါ။ဒီတဲ့စစ်ကောင်စီစန့်ကျင်သူတွေကိုခေါင်းစဉ်တက်မတရားပြစ်ဒဏ်ချလေးရှိတယ်မတရားအတင်းအပ်ဥပဒေလက်နက်မှုအကြမ်းဖက်တိုက်ဖြတ်ရေးအပ်ဥပဒေအာဂတိမှုတဘာဝဘေးအမှုဖောက်ခွဲမှုမူရစေပါမှုလူတက်မှုမဒိမ်းမှုတို့မပါဝင်ပါဘူးနေဦးတော်လှန်ရေးမှာအာဏာသိမ်းမှုစန့်ကျင်သူတွေကိုအကြမ်းဖက်မှုလက်နက်မှုဖောက်ခွဲမှုမတရားအတင်းမှုတို့နဲ့စစ်ကောင်စီရဲ့တရားစွဲဆိုထောင်ချခံထားရသူတွေအများအပြားရှိနေဆဲဖြစ်ပါတယ်။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတတို့အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေကိုလည်းစစ်ကောင်စီပြည်တံရှော့ပေါ့ခွင့်မပေးတဲ့အာဂတိအမှုတဘာဝဘေးအမှုတွေနဲ့ဆွဆွဲပြီးအကျဉ်းချထားတာဖြစ်တဲ့အတွက်ရှော့ပေါ့ပြည်တံလည်းသူတို့မရဘူးလို့နားလည်ရပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဒီကနေ့ဧပြီ18ရက်နှစ်ဆန်းတရက်နေ့မှာအာဆီယံခေါင်းဆောင်တွေက2021အာဏာသိမ်းပြီးနောက်၄နှစ်အတွင်းပထမဆုံးအနေနဲ့ပြန်လည်တွေ့ဆုံဖို့ခေါ်ယူထားပါတယ်။အာဆီယံကတော့ဘာမှအစိမ့်မရှိဘူး။စစ်ကောင်ဆောင်ကလည်းတိတ်ပြီးအလေးမထားပါဘူး။သူတို့ရှာမှတ်ဖို့လှုံ့ဆော်ထားတဲ့ဘုံတော်တူညီချက်9ရက်ကိုလည်းလိုက်လောက်တာမှမဟုတ်တာ။ဒီလိုတွေ့ဆုံဖို့ရှိနေလို့ဒေါအောင်ဆန်းစုကြည်တို့သမ္မတတို့ကိုလွတ်ပေးရမယ်ဆိုတာတော့မဖြစ်နိုင်ပါဘူးလို့နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကမှတ်ချက်ပေးပါတယ်။2025နှစ်စံတရက်စစ်ကောင်စီလွတ်ငြိမ်တဲ့နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ73ဦးကိုလည်းလွတ်ပေးပြီးပြည်နှင်ဒဏ်ပေးလိုက်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လွတ်ငြိမ်မှာရာဇဝတ်သားတွေဒါအများအပြားပါဝင်လေးရှိတယ်လို့ဒီတစ်ကြိမ်မှာလည်းအဲ့ဒီလိုပဲလို့အများကမှတ်ယူနေကြပါတယ်။လွန်ခဲ့တဲ့2024ခုနှစ်မြန်မာနှစ်တကူနှစ်ဆန်းတရက်နေ့တုန်းကအကျဉ်းသားအကျဉ်းသူ3303ဦးကိုစစ်ကောင်စီကလွတ်ငြိမ်ခွင့်ပြုခဲ့တဲ့အထက်နိုင်ငံရေးအကျဉ်းသားတရားဝင်ကျင့်ခန့်ပြန်လွတ်လာတယ်လို့ PPNN ကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ချောက်ရေးအသင်း AAPP ရဲ့ပြုစုထားတဲ့စာရင်းအရစစ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလရက်ကနေဒီကနေ့အထိ၄နှစ်ကျော်ကာလအတွင်းအာဏာသိမ်းဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးခံရသူစုစုပေါင်း2930ဦးရှိတယ်လို့သိရပါတယ်။အဲ့ဒီအထက်က22198ဦးဟာထိန်းသိမ်းခံနေရဆဲဖြစ်ပြီး1969ဦးကိုတော့စစ်ကောင်စီကထောင်ဒဏ်တွေချမှတ်ထားတယ်လို့ AAPP ရဲ့စာရင်းအရသိရပါတယ်။သတင်းလေးကတော့ဒီလောက်ပါပဲရှင်။ငလင်ဘေးတန်ကနေအញ្ញမ်းဆုံးပြန်လဲထူထောင်နိုင်ကြပါစေရှင်။ကျမတို့ channel ကလေးကို subscribe လေးလုပ်ထားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။ကျမညိမ်ပါ။